တော်တဲ့ရောက်နေမယ်တယောက်တည်းနေမယ်တစ်ပင်အောင်ရောက်နေမယ်စိတ်ညင်ရအဆောက်အဦတစ်ခုတည်းရောက်နေမယ်အဲ့ဒီအချိန်မှာကြောက်စိတ်လေးဝင်လာလို့ရှိရင်ငါ့ကိုအမှတ်ရလိုက်လို့ဒီလိုပြောတာဘယ်လိုအမှတ်ရမလို့ဆိုရင်ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဟာကိလေသာဆိုတဲ့ယန္တုတွေကိုအကုန်ဖယ်ရှားပြီးလို့အရဟံဆိုတဲ့ဂုဏ်နဲ့ပြည့်စုံပါပေတယ်မြတ်စွာဘုရားမှာဒီလိုကြောက်စိတ်တွေမရှိဘူးကိလေသာတွေအလုံးကုန်ခန်းပြီးပြီဖယ်ရှားပြီးပြီဆိုတဲ့ဂုဏ်ကြီးကနေပြီးတော့လည်းအမှတ်ရလို့ရတယ်သမ္မာသမ္ဗုဒ္ဓအမှန်တရားတွေကိုကိုယ်တိုင်သိတယ်ဆိုတဲ့ဂုဏ်ကြီးကနေပြီးတော့လည်းအမှတ်ရလို့ရတယ်ဝိဇ္ဇာစရဏတမ္ပန္နောအသိဉာဏ်နဲ့အကျင့်တရားတွေရှိတယ်ပြည့်စုံတယ်ဆိုတဲ့ဘက်ကလည်းတတိယလို့ဖြစ်တယ်သူကတော့မှန်ကန်တဲ့နိဗ္ဗာန်ကိုကြွသွားတယ်သို့မဟုတ်မှန်ကန်သောစကားကိုသာမိန့်ကြားတော်မူတတ်တယ်ဆိုတဲ့ဂုဏ်ကြီးနဲ့လည်းမြတ်စွာဘုရားကိုတတိယမယ်လောကဝိတုလောကအကြောင်းကိုကိုယ်စင်အောင်သိတော်မူတယ်ဆိုတဲ့ရှုထောင့်ကလည်းပဲမြတ်စွာဘုရားကိုမှတ်ရမယ်အနုတ္တရောပုရိသဓမ္မတာအထိဆုံးမထိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာတော့အသာဆုံးပဲဆိုတဲ့ဒီခုံကိုအာယုံပြုပြီးတော့လည်းမြတ်စွာဘုရားကိုမှတ်ရတတ္တရိဝမနုဿန္တလူတွေနတ်တွေကိုသွန်သင်ဆုံးမတဲ့အဝတ္တမထူးခြားမြင့်မြတ်တဲ့ဆရာကြီးတူဖြစ်ပါပေတယ်လို့ဆိုတဲ့ဂုဏ်ကြီးတွေကနေပြီးတော့လည်းပဲငါ့ကိုအမှတ်ရလို့ရတယ်ဘုရားသစ္စာ၄ပါးကိုအများသိအောင်ဟောပြောတယ်ဆိုတဲ့ဂုဏ်ကြီးချင်းကလည်းပဲဘုရားကိုအမှတ်ရလို့ရတယ်ဘဂဝါဘုန်းတော်6ပါးနဲ့ပြည့်စုံတယ်ဆိုတဲ့ဒီစွမ်းရည်တတ္တိတွေဘက်ကလည်းပဲဘုရားကိုအမှတ်ရလိုက်ပါလို့ဟောမြတ်စွာဘုရားကဘယ်ဂုဏ်ကြီးချင်းဘယ်ရှုတော့ကနေနေဘုရားကိုအမှတ်ရလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်ဘယံဝါသမိတတံဝါလောမဟံသောဝါသောပဟိယိတ်တိတဲ့ကြောက်ထားတွေပျောက်သွားလိမ့်မယ်စိတ်နှလုံးတုန်လှုပ်ထားတွေပျောက်သွားလိမ့်မယ်စက်သီးမွေးညင်ထတာတွေပျောက်သွားလိမ့်မယ်စမ်းကြည့်ပေါ့မှောင်ထဲမှာတယောက်တည်းကြောက်စိတ်ပေါ်လာလို့ရှိရင်ဘုရားကိုအာရုံပြုနော်ဘုရားကိုအာရုံပြုလိုက်လို့ရှိရင်ကြောက်စိတ်တွေပျောက်သွားလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာ